ဝန်တန်း3000ရော်ကြေးပေးဖို့ခင်ဆူယွန်းတရားစွဲခံရလက်ရှိဖြစ်ပေါ်နေတဲ့လူမှုရေးပြဿနာတွေကြောင့်ခင်ဆူယွန်းဟာအနုပညာလုပ်တွေအားလုံးကိုရန်နာထားရပြီးလက်တွဲထားတဲ့ brand ချို့ကလည်းလက်တွဲတွေဖြုတ်သွားတာကိုကြုံတွေ့နေရပါတယ်အခုလက်ရှိမှာဆိုလို့ရှိရင်လည်းခင်ဆူယွန်းကိုအရင်ကသူနဲ့လက်တွဲခဲ့တဲ့ကုမ္ပဏီနှစ်ခုကရော်ကြေးငွေကိုရီးယားဝမ်တန်း3000ပေးဖို့တရားစွဲဆိုလိုက်ပါပြီအကြောင်းရင်းကတော့ခင်ဆူယွန်းရဲ့လူမှုရေးပြဿနာတွေကြောင့်သူတို့ရဲ့ brand ရောင်းအားထိုးချမှုတွေထိခိုက်နစ်နာမှုတွေရှေ့ဆက်ရမယ့်အလုပ်တွေနှောင့်နှေးသွားမှုတွေကြောင့်တရားစွဲဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်နောက်ထပ်ကုမ္ပဏီတစ်ခုကလည်းခင်ဆူယွန်းကိုတရားစွဲဆိုဖို့စတင်ပြင်ဆင်နေပြီလို့သိရပါတယ်အခုတရားစွဲဆိုရင်တောင်းဆိုခံထားရတဲ့ရော်ကြေးငွေကိုရီးယားဝမ်တန်း3000ဆိုတဲ့ပမာဏဟာတော်တော်လေးများတဲ့ပမာဏဖြစ်ပြီးခင်ဆူယွန်းအနေနဲ့ဘယ်လိုတုံ့ပြန်ပြီးဖြည့်ရှင်းသွားမလဲဆိုတာကတော့ဆက်လက်ဆောင်ရည်သွားရမှာပါပဲခင်ဆူယွန်းဟာစုစုပေါင်း brand 15ခုနဲ့စာချုပ်ချုပ်ဆိုထားပြီးစာချုပ်တစ်ခုချင်းစီဟာကိုရီးယားဝမ်တန်း1000ကနေတန်း2000ကြားတန်ကြီးရှိတယ်လို့လည်းသိရပါတယ်